မင်္ဂလာပါရှင်ကျွန်မက Ruby Life International College ရဲ့ founder နဲ့ Ruby Life Global Company Limited ရဲ့ CFO ခိုင်မှုပါဒီနေ့ခေတ်စီးပွားရေးလောကမှာခေါင်းဆောင်တွေစီမံခန့်ခွဲသူတွေအမြဲပြောနေကြတာရှိတယ်အဲ့ဒါက digital transformation ပေါ့နော် digital နည်းပညာအသွင်ကူးပြောင်းခြင်းဆိုတော့ဒီ digital နည်းပညာအသွင်ကူးပြောင်းခြင်းကိုကုမ္ပဏီတော်များများကထင်နေကြတာက technology software တွေတောင်းတဲ့အသုံးပြုတာလို့ထင်နေကြပါတယ်ဒါပေမဲ့ဒီလိုလွဲမှားတဲ့ယုံကြည်မှုတွေကြောင့်ကုမ္ပဏီတော်များများရဲ့ digital transformation အသွင်ကူးပြောင်းမှုမှာကြာရှုံးနေရတာပဲဖြစ်ပါတယ်ဒီနေ့ခေတ်မှာကုမ္ပဏီတော်များများကခင်ဗျတဲ့ software တွေ system တွေ automation တွေပေါ်မှာငွေကြေးအများအပြားရင်းနှီးမြှုပ်နှံလာတာတွေ့ပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့မျှော်မှန်းထားတဲ့ရလဒ်တွေထွက်မလာကြပါဘူးလုပ်ငန်းနယ်ပန်းမှုတွေတိတိကျကျမတိုးတက်ပါဘူးအမြန်ဆုံးတွေလည်းတိတိကျကျတက်မလာဘူးဒါကဘာကြောင့်လဲဆိုတဲ့အဖြေကရှင်းပါတယ်ဒီပညာတွေကအရှင်အဟုန်နဲ့တိုးတက်လာနေလို့ပဲဒီနည်းပညာတွေကိုမောင်းနှင်မဲ့ခေါင်းဆောင်တွေရဲ့ leadership behavior နဲ့ management style တွေကလိုက်ပါကြောင်းလည်းမလာကြပါဘူးဒီချိန်တွေကဖွဲ့စည်းချက်မှာတကယ်ကိုအနေများတယ်၊ကြွားချက်တစ်ခုဖြစ်ပေါ်စေပါတယ်တစ်ဖက်မှာနည်းပညာတွေက high capability ဆိုတဲ့အခြေအနေကိုပြောင်းလဲလာနေပြီပဲလေတကယ်လက်တွေ့မှာပြောင်းလဲမှုရလဒ်ကတော့ low transformation impact ဖြစ်နေတာကိုတွေ့ရပါတယ်တကယ်တော့ digital transformation ဆိုတာနည်းပညာပြဿနာမဟုတ်ပါဘူးခေါင်းဆောင်မှုပိုင်းဆိုင်ရာ leadership ပြဿနာသက်သက်ဖြစ်ပါတယ်မန်နေဂျာတွေကိုယ်တိုင်ကဒီနေ့ခေတ်မှာတမယိုးကျစီမံအုပ်ချုပ်တဲ့ပုံစံတွေကနေပြီးတော့မှ strategic driver အဖြစ်နဲ့ပြောင်းလဲရမယ့်အချိန်ရောက်နေပါပြီ။ခေါင်းဆောင်တွေမန်နေဂျာတွေအနေနဲ့တမယိုးကျစီမံခန့်ခွဲမှုပုံစံတွေမှာပဲပြည့်နေတယ်။ဒေတာအချက်အလက်တွေပေါ်မှာအခြေခံပြီးတော့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေချဖို့အတွက်ဝင်နေနေမယ်။အရေးကြီးဆုံးဖြစ်တဲ့ digital နည်းပညာအပြောင်းလဲတွေကိုစနစ်တကျစီမံခန့်ခွဲနိုင်ဆိုလို့ရှိရင်ဘယ်တော့ပဲကောင်းတဲ့ system တွေဈေးကြီးပေးရတယ်ဆိုတဲ့ system တွေကိုအသုံးပြုထားပါပြီ။ digital transformation ဆိုတဲ့ stage ကကြာဆုံးနေမှာပဲဖြစ်ပါတယ်။ digital leader စစ်တရားဆိုတာနည်းပညာတွေကိုနားလည်အောင်မကဘဲနဲ့ data တွေကိုစစ်သုံးသပ်ပြီးတော့မှဈေးကွက်ကိုကျွတ်တဲ့ခံမှန်းတာတွေလုပ်ငန်းဆက်ဆောင်ရေးလက်ပတ်မှုကိုအကောင်းဆုံးဖြစ်အောင်လုပ်နိုင်တာဒီစတဲ့လုပ်နိုင်စွမ်းတွေရှိရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့စီးပွားရေးအဖွဲ့အစည်းတော်တော်များများက digital transformation stage ကမအောင်မြင်ရတာကသူတို့သုံးတဲ့ tools တွေ software တွေများလို့မဟုတ်ပါဘူး။ဒီ tools တွေကိုအသုံးပြုပြီးတော့မဟာဗျူဟာကျကျကိုယ့်ရဲ့လုပ်ငန်းကိုစီမံခန့်ခွဲမဲ့ခေါင်းဆောင်တွေအဆင့်သင့်ဖြစ်နေလို့ပါ။ဒါကြောင့်မို့လို့ assistant manager အဆင့်ကနေပြီးတော့ executive director အဆင့်ထိတာဝန်ယူထားကြတဲ့စီးပွားရေးခေါင်းဆောင်တွေအနေနဲ့မိမိတို့ရဲ့ leadership skill ကိုစဉ်းစားမပြတ်အမြင့်တင်နေဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ Ruby Life International College ကနေလည်းဒီလို digital ခေတ်မှာအရေးကြီးတဲ့မိရဲ့ခေါင်းဆောင်တွေအတွက်အထူးရည်ရွယ်ထားတဲ့ Premium Quality Executive Level Diploma Program ကိုဇွန်လဒုတိယပတ်မှာဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လူချင်းမင်းတို့ရဲ့အဖွဲ့အစည်းတွေအခုချိန်မှာမေးရမယ်စစ်မှန်ဆုံးငါတို့စီမှာအကောင်းဆုံးနည်းပညာတွေဖြစ်နေပြီလားဆိုတာမဟုတ်ပါဘူး။ငါတို့စီမှာဒီနည်းပညာတွေကိုအသုံးပြုပြီးတော့မှလုပ်ငန်းကိုအောင်မြင်မှုစီကိုပေါ်ဆောင်သွားမဲ့ဒီလာကောင်းတွေရှိနေပြီလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။အချိန်ပေးပြီးနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။